ဒွန်မောင်းလေဆိပ်ကနေမြန်မာပြည်ကိုပြန်မယ်ဆိုရင်ဘယ်လေကြောင်းလိုင်းတွေရှိမလဲအပြန်လေရင်ကိုလေဆိပ်ရဲ့ဘယ်နာကနေစီးရမှာလဲမေးကြတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကနေပြောပြပေးပါမယ်ဗျဒွန်မောင်းလေဆိပ်ကနေမြန်မာပြည်ကိုပြန်မယ်ဆိုရင်Asiaလေကြောင်းလိုင်းနဲ့ MAI လေကြောင်းလိုင်းဆိုပြီးတော့နှစ်ခုရှိပါတယ်ပြီးခဲ့တဲ့လတွေတုန်းကတော့ MNA လေကြောင်းလိုင်းကိုလည်းဒွန်မောင်းကနေရန်ကုန်ပြေးဆွဲတာတွေ့ပေမဲ့အခုတော့မတွေ့တာမို့ထည့်မပြောတော့ပါဘူးဗျAsia က budget လေကြောင်းလိုင်းဖြစ်ပြီးတော့လေလက်မှတ်ဝယ်မယ်ဆိုရင် hand carry ပဲ free တည်ခွင့်ရပါတယ်အထုပ်အပိုးတွေများတယ်ဆိုရင်တော့ kg အပိုထပ်ဝယ်ရမှာဖြစ်ပါတယ်သူကဘန်ကောက်ကနေရန်ကုန်ကိုပြေးဆွဲပြီးတော့တစ်နေ့ကိုခီးစဉ်ကမနက်တစ်ကြိမ်ညနေတစ်ကြိမ်ရှိပါမယ်ဗျ MAI ကတော့ရန်ကုန်ကိုသွားတာရောမန္တလေးမြို့ကိုသွားတာရောရှိပါမယ်ဗျသူကတော့လက်မှတ်ဝယ်ပြီးဆိုတာနဲ့ 7kg hand carry အပြင် check baggage အတွက် 30kg ရမှာဖြစ်ပါတယ်လေယာဉ်ကတော့ရန်ကုန်ကိုတစ်နေ့2စီးတချို့ရက်တွေဆိုရင်တစ်စီးပဲရှိပါမယ်ဗျမန္တလေးကိုတော့တစ်နေ့တစ်စီးရှိတာတွေ့ရပါတယ်ဒွန်မောင်းလေဆိပ်ကနေမြန်မာပြည်ပြန်ဖို့လေယာဉ်စီးမဲ့သူတွေကဒွန်မောင်းလေဆိပ်ရဲ့တတိယလွှာကနေလေယာဉ်စီးရပါမယ်တတိယလွှာကဒွန်မောင်းလေဆိပ်မှာဆိုရင် departure အတွက်အထက်ဖြစ်ပါတယ်ဒွန်မောင်းကတာမီနယ်နှစ်ခုရှိပါတယ်မြန်မာပြည်ပြန်မဲ့သူတွေက international terminal ကနေလေယာဉ်စီးရမှာဖြစ်ပါတယ် international terminal ရဲ့ row number 5မှာ MAI လေကြောင်းလိုင်းရဲ့ check-in counter ရှိပါတယ် row number 1နဲ့2မှာကတော့ Asia ရဲ့ counter ရှိပါတယ် Asia ကတော့ counter မှာပဲ check-in ဝင်လို့ရတာမဟုတ်ပါဘူးလေဆိပ်ထဲမှာသူတို့ချထားပေးတဲ့ဆက်လေးတွေကနေလည်း check-in ဝင်ပြီးတော့လက်မှတ်ထုတ်လို့ရပါတယ်သက်ဆိုင်ရာလေကြောင်းလိုင်းမှာ check-in ဝင် baggage အပ်စရာရှိတာအပ်ပြီးတော့ boarding pass လို့ခေါ်တဲ့လက်မှတ်ရပြီးရင်တော့ check-in counter တွေရဲ့အနောက်ဘက်ကပ်ရက်မှာ security နဲ့ immigration ဖြတ်တဲ့နေရာရှိပါတယ် security နဲ့ immigration ဖြတ်ပြီးတော့လေယာဉ်ရှိရာစီကိုသွားနိုင်ပါတယ်ဗျ